ကျွန်တော်ပေါ့နော်2026မှာကျွန်တော်ဆက်ဆင်မယ်ဆိုလို့ရှိရင်ကျွန်တော်က idea ပြောင်းရတော့မယ်ကျွန်တော် memory နဲ့ storage ကိုကျွန်တော်ကလုံလောက်ရင်ရပြီဆိုတဲ့အဆင့်ဖြစ်သွားပြီเนาะသို့မဟုတ်ဒီတဲ့နည်း short သုံးရမယ်ဆိုတဲ့အဆင့်ဖြစ်သွားပြီเนาะကျွန်တော်အရင်တော့ဆက်ဆင်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်က memory နဲ့ storage ဆိုတာဈေးရန်တက်တာလေဗျာသိလားကျွန်တော်က16 GB နဲ့ရတယ်ဆိုလို့ရှိရင်နောက်လည်းလိုမှာပဲဆိုမှကျွန်တော်32 GB နဲ့ဆင်တယ်storage ဆိုလည်းဒီတိုင်းပဲကျွန်တော်က512နဲ့လောက်တယ်ဆိုလို့ရှိရင်1T လောက်တော့ထည့်လိုက်ဗျာ2T လောက်တော့ထည့်လိုက်ဗျာနောက်လည်းလိုတာပဲဆိုတဲ့ idea နဲ့ကျွန်တော်ကဆင်ကြတာအဲ့တော့ဈေးမကြီးဘူးကို DDR4 DDR5 1T 2T ဈေးမကြီးဘူးဒါပေမဲ့ဒီ2026ကလုံးဝကြောက်စရာကြီး RAM ဈေးနဲ့ storage ဈေးကတကယ့်ကိုအရန်ကြောက်ဖို့ကောင်းတယ်အခုတော့စက်တက်နေတော့ဗျာဈေးကအဲ့ဒါပဲကျွန်တော်ပေါ့ဗျာကျွန်တော်က RTX 5060 graphic card နဲ့ကျွန်တော်က DDR5 RAM 32GB နဲ့ဆင်မယ်ဆိုလို့ရှိရင်လေအဲ့ဒီ DDR5 RAM 32GB ရဲ့ဈေးက RTX 5060တဲ့တော့ဈေးကြီးတည်တယ်ခက်ကအဲ့လိုဖြစ်သွားပြီသူက PC ဆင်တဲ့အခါမှာ DDR5 32GB နဲ့ကိုကျွန်တော် mirage လောက်ဆင်မယ်ဆိုလို့ရှိရင်ဈေးအကြီးဆုံးက CPU လည်းမဟုတ်ဘူး graphic card လည်းမဟုတ်ဘူး memory ဖြစ်သွားပြီဈေးအကြီးဆုံးကတကယ်ကိုအဲ့လိုအခြေအနေရောက်နေတာတကယ်အရှင်တော့ပြောဆိုဘယ်သူမှယုံမှာမဟုတ်ဟာတာယူဟာတာကြီးကတည်းမလားအဲ့တော့ဈေးတွေကဘယ်လိုဖြစ်နေလဲဆိုတော့ DDR4 ကို DDR4 16GB ပေါ့နော်တချောင်းကို4သိန်းကျော်နဲ့5သိန်းကျော်လောက်ထိဈေးရှိတယ်အဲ့ DDR4 DDR5 ဆိုလို့ရှိရင်အမျိုးအစားပုံမှန်မူတည်ပြီးတော့8သိန်းနဲ့10သိန်းလောက်ထိရှိတယ်ဒါ speed တွေသူ့ရဲ့ဒီ timing တွေလည်းမူတည်အောင်ပါပေါ့ဗျာဈေးကအလားလောက်ဖြစ်သွားပြီ memory ဈေးကဥပမာ 32GB တစုံပေါ့နော် 16GB နဲ့ချောင်းပေါ့ဗျာဒါဒီလိုမျိုးဟာလေးတွေပေါ့ဗျာဒါမျိုးတွေဆိုလို့ရှိရင်18သိန်း19သိန်းတို့ဖြစ်ကုန်ပြီဈေးနှုန်းကတကယ်ကိုအရန်ကြောက်ဖို့ကောင်းပါလေဒါတောင် CL36 RAM နေအကယ်လို့ကျွန်တော်က CL30 တို့ CL22 CL28 RAM နေတောင်းမယ်ဆိုလို့ရှိရင်ဈေးနှုန်းကကြောက်စရာကြီး30အထက်30တွေပဲကြော်သွားပြီ 32GB ကိုဒါ RAM ဈေးကိုပြောတာနော်တကယ်အရင်မယုံလောက်စရာကိုတကယ်ကြောက်ဖို့ကောင်းတယ် storage လည်းဒီတိုင်းပဲ storage ဆိုလို့ရှိရင်အခုချိန်မှာ storage ပေါ့နော် PCIe 4.0 1000GB ကိုကျွန်တော်ကဈေးက6သိန်းကျော်လောက်ရှိတယ်ကျွန်တော်ဒီ 2000GB ဆိုလို့ရှိရင်73သိန်းနေပါနဲ့အရန်ကြောက်ဖို့ကောင်းပါတယ်ဈေးနှုန်းကအဲ့တော့ကျွန်တော်ဒီအခုချိန်မှာကျွန်တော်က PC ဆင်မယ်ဆိုလို့ရှိရင်အစပြောတဲ့အတိုင်းကျွန်တော်က RAM နဲ့ storage ကို short သုံးပါလို့တလောက် short ပြီးသုံးပေါ့နော်ကျွန်တော်တို့လည်း short ပြီးဆင်နေရတယ်အခုချိန်မှာပေါ့နော်ကိုကလုံးဝပိုသုံးချင်တယ်ဆိုလို့ရှိရင်တော့သဘောပြောဗျာတထေးနီးနဲ့ဆင်မယ်ဆိုတော့တထေးဆင်တယ်ဆိုလို့ရှိရင်တော့ short ဖို့မလိုအကုန်ထက်လိုတလောက်ထက်လိုတာတဲ့ပူထက်အဲ့ဒါတထေးကိုကတထေးမဟုတ်ဘူးဆိုလို့ရှိရင်တော့ short မဟုတ် short ရလိမ့်မယ်နောက်ပိုင်းဘယ်ချိန်ကြမလဲတော့မပြောတတ်ဘူးပေါ့နော်ကြိုက်နေကြမယ်မကြိုက်နေမကြောက်ဘူးrumor တော့အများကြီးထွက်တယ်ကောလာဟာလာတွေပေါ့နော်2028ထိရောက်မယ်တို့2026လနှစ်ကုန်လောက်မှဈေးကျမယ်တို့ပါတော့ဒါ rumor တွေကတော့အများကြီးပဲဒါပေမဲ့ဘယ်ဟာအမှန်ဖြစ်မလဲတော့မပြောတတ်သေးဘူးပေါ့နော်အတန်တွေကတော့အများကြီးထွက်နေတယ်ချိန်တီတာတော့အခုလက်ရှိမှာရန်စီကြီးပါတယ်အဲ့တော့ကျွန်တော်ကပေါ့နော်ညီကုန်းချုပ်အနေနဲ့ပြောမှဆိုလို့ရှိရင်ကျွန်တော် PC ဆင်တဲ့အခါမှာဘယ်သူမှမထင်ခဲ့ဘူးကျွန်တော်က memory ကဈေးအကြီးဆုံး pass ဖြစ်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးဒါပေမဲ့2026 January မှာတော့ဒါလေးကတော့လုံးဝအမှန်တရားဖြစ်နေပါပြီမလက်ခံလို့လည်းမရတော့ပါဘူး memory ကအရန်ကိုဈေးတက်နေပါတယ်အဲ့ဒါလေးလာ share ပေးတာပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်เนาะ